Hello တခါတလေဟင်းချက်စားရမှာဖြစ်ရင်ဒီလိုလေးချက်စားကြည့်နော်ပထမဦးဆုံးဝယ်လာတဲ့တက်တာကိုရေဆေးပြီးတော့10မိနစ်15မိနစ်လောက်တွန်းတူစီကျဲဆိုင်ညုံထည့်ပြီးတော့နှက်ထားလိုက်မယ်နော်ချက်သားစီပြန်လာပြီဆိုရင်ဝယ်လာတဲ့မာလာနှစ်လေးနဲ့ပေါ့နော်9မိနစ်10မိနစ်လောက်ပေါ့နော်ဒီနေအောင်လုံးပြီးချက်လိုက်မယ်နော်မာလာအနက်မွေးလာပြီနော်ဒီကိုပိုတောက်ချင်တဲ့လောက်ဒီတောက်မယ်ဆိုရင်နည်းနည်းများနဲ့15မိနစ်လောက်နှက်ထားလိုက်မယ်ပေါ့နော်ကဲခုချက်သားကိုမူအေးနေအောင်အဖုံးလေးအုပ်ပြီးတော့15မိနစ်လောက်ထားလိုက်မယ်ပေါ့နော်ပူလာတဲ့မနာလေးအနစ်ကိုလုံအောင်ထုတ်ပြီးတော့ရေခဲတက်တာထဲမှာထည့်ထားလိုက်ပါတယ်ခဏနေကြက်မာလာရတာပြီဆိုရင်ထည့်ဖို့အတွက်ပေါ့နော်ဒီကဇွန်ရွက်နဲ့မုန်ကြီးရွက်ကိုတခါ ready စေးထားပြီးရေခဲတက်တာထဲမှာထည့်လိုက်တယ်ပေါ့နော်ဒါထမင်းနဲ့စားဖို့ဖြေးဒီလေးရဲ့၃မျိုးလုံးကိုရေခဲတက်တာထဲမှာထည့်ထားလိုက်ပါတယ်ကဲအခုဆိုရင်ချက်သားနဲ့မှာလာနူးပြီပေါ့နော်အခုခဏက ready စေးထားတဲ့မုန်ကြီးရွက်နဲ့ကစွန်ရွက်ကို2မိနစ်3မိနစ်လောက်ပေါ့နော်အရင်မနူးမအီလေးဖြစ်အောင်အိုးရဲထဲနဲ့ထားလိုက်ပါမယ်အခုထည့်ပြီးဆိုတော့10မိနစ်2မိနစ်လောက်အုပ်ထားလိုက်မယ်ပေါ့နော်ကဲအခုဆိုရပါပြီကဲအခုဆိုရင်သမင်းစားဖို့ ready ဖြစ်နေပါပြီသမင်းစားလို့အရင်မိန်တာမို့ကိုယ်တိုင်အိမ်မှာချက်စားကြည့်ကြပါဦးနော်